ဒိုင်တွေတောင်ကြောင်သွားရတဲ့ထွန်းမင်းနိုင်ရဲ့ပွဲတရုတ်ဖိုက်တာဘာကြောင့်ကျိုးဝိုင်းတွေကဆင်းဖို့ကြိုးစားခဲ့တာလဲမြမလူငွေလောကရဲ့မျိုးဆက်သစ်ကျဲပွေထွန်းမင်းနိုင်ကဆူလမန်တယောက်ဒီညမှာတော့တကယ်ကိုထူးချွန်ပြီးဒရမာအပြည့်ရှိတဲ့ပွဲစဉ်တစ်ခုနဲ့အတူအောင်ပွဲကိုရယူသွားခဲ့ပါပြီဒါပေမဲ့ဒီနိုင်ရတဲ့ဟာတာမန်ပွဲရက်ပြစ်တာမျိုးမဟုတ်ပဲဒိုင်လူကြီးတွေနီးပြတွေနဲ့တစ်ဖက်ကစားသမားကြားမှာတော်လေးကိုအခြေတင်ဖြစ်ခင်ရတာပါ no contest ရလည်းမထွက်တဲ့ပွဲဖြစ်သွားမလားလို့စိုးရိမ်ခဲ့ရပေမဲ့နောက်ဆုံးမှာတော့မြန်မာလန်ကိုလွှင့်ထူနိုင်ခဲ့ပါတယ်။ဘာရီယာဒီပွဲကိုအငင်းပွားစရာဖြစ်စေခဲ့တာလေ။တရုတ်ဖိုင်တာကြံ့ချင်းဟူကရောဘာကြောင့်ပွဲကိုဆက်မထိုးပဲဆွတ်ဆင်းမှုစူးစမ်းခဲ့တာလဲ။အသိစိတ်ကိုအတူတူကြည့်လိုက်ကြအောင်ပါ။ပွဲဆချင်းပထမအချိန်မှာတင်ထုံးမင်းနိုင်ဟာတရုတ်ဖိုင်တာကြံ့ချင်းဟူကိုအသာစီးအောင်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ပွဲရှင်တက်နေတော့မှပဲထုံးမင်းနိုင်ရဲ့လက်ချောင်းတွေကတရုတ်ဖိုင်တာရဲ့မျက်လုံးကိုမတော်တဆထိခိုက်မိသွားခဲ့ပါတယ်။ဒါဟာရှိရွယ်ချက်ရှိရှိလောက်တာမဟုတ်ပဲအပြန်အလှန်လှုပ်ရှားနေရင်ဖြစ်သွားခဲ့တာပါ။ဒိုင်လူကြီးကချက်ချင်းပွဲရက်ဖို့တရုတ်ဖိုက်တောင်စေကူတမှုခံယူဖို့အချိန်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပရိသတ်တွေအားလုံးရှင်တထိတ်ထိတ်ဖြစ်ခဲ့ရတာပါ။တရုတ်ဖိုက်တာကမျက်လုံးနာကျင်နေပေမဲ့ငါဆက်ထိုးနိုင်သေးတယ်ဆိုပြီးပထမအချိန်ကုံဆုံးတဲ့အထိယောက်ျားပီပီရင်ဆိုင်သွားခဲ့ပါသေးတယ်။တကယ်ဒရမာကပထမအချိန်ပြီးဆုံးပြီးဒုတိယအချိန်စတော့မယ့်နားချိန်မှာစတာပါ။တရုတ်ဖိုက်တာဘက်ကမျက်လုံးအခြေအနေမကောင်းတော့ဘူးဆိုပြီးလက်ရမ်းပြပြီးဆက်မထိုးနိုင်တော့ကြောင်းပြောလာပါတယ်။ဒီနေရာမှာစီးမြင်ရငင်းပွားစရာဖြစ်လာပါတယ်။အကယ်၍ဒါမတော်တဆဖြစ်လို့ပွဲပြတ်တယ်ဆိုရင် no contest လို့သတ်မှတ်နိုင်တာကြောင့်ထုံးမင်းနိုင်အတွက်နစ်နာစရာဖြစ်လာနိုင်ပါတယ်။ဒီအချိန်မှာပဲနီးပြချုပ်မက်ဆီစာတုကကျိုးဝိုင်းနားကိုရောက်လာပြီးပြင်းပြင်းထန်ထန်စောတကတက်ခဲ့ပါတယ်။သူ့ရဲ့အဓိကချက်ကတော့ပထမအချိန်မှာဆက်ထိုးနိုင်တယ်လို့ဆုံးဖြတ်ခဲ့ပြီးအချိန်လည်းပြည့်သွားပြီးအခုမှဆက်မထိုးနိုင်ဘူးဆိုတော့ဟာအရှုံးပေးတာပဲဖြစ်ရမယ်ဆိုပြီးထောက်ပြခဲ့တာပါတရုတ်ဖိုက်တာကတော့ကျိုးဝိုင်းတွေကနေအောက်ကိုတောင်ဆင်းဖို့ပြင်နေခဲ့တာပါနောက်ဆုံးမှာတော့ဒိုင်လူကြီးတွေကစီးမြင်ရတေချာပြန်လဲသုံးသပ်ပြီးထုံးမနိုင်ကို TKO နဲ့အနိုင်ပေးလိုက်ပါတယ်ဒါဟာမြန်မာဖိုက်တာအတွက်ထိုက်တန်တဲ့အောင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်ထွန်းမင်းနိုင်အခုဆိုရင်ဝိတ်တန်းတစ်ခုမှာတက်လန်းရှိတဲ့ကစားသမားဖြစ်ကြောင်းတက်သေးပြနိုင်ခဲ့ပြီးဖြစ်တယ်လို့ဒီညမှာပဲသူ့ရဲ့ညီဖြစ်သူထွန်းမင်းအောင်နဲ့ရဲရင်အောင်တို့ကလည်းထိုင်းဖိုက်တာတွေနဲ့အတီးတီးရင်ဆိုင်သွားဖို့ရှိနေပါတယ်ဒီနေ့ညဟာမြန်မာပြည်သက်တွေအတွက်တော့တကယ့်ကိုအားကစားပွဲကြီးတစ်ခုပါပဲပြည်သက်ကြီးရင်ထွန်းမင်းနိုင်ရဲ့ဒီကနေ့အနိုင်ရလက်ပေါ်ဘယ်လိုထင်မြင်မိကြပါလဲနိပြမတ်တီစာတုရဲ့စောရကတက်မှုကမှန်ကန်တယ်လို့ထင်ပါသလားဒါမှမဟုတ်တရုတ်ဖိုက်တာရဲ့ဒဏ်ရာကြောင့်စိတ်မကောင်းဖြစ်မိသလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်